နိုလန်မှာပေါ့နော်တက်ခဲ့တဲ့အတန်းလေးနဲ့လက်ရှိတက်နေတဲ့အတန်းလေးကိုစကိုပြပြပေးပါအောင်နော်အရင်က N3 အတန်းကိုတက်ခဲ့တာရှင် N3 အခုလက်ရှိကတော့ဒီ exam preparation ကိုတက်ဖို့လုပ်နေတာဟုတ်basic M5 basic ဘာကြောင့်နိုလန်ကိုရွေးချယ်ခဲ့လဲဆိုတဲ့အကြောင်းရင်းလေးပြပြပေးပါအောင်နော်အဓိကတော့ဒီမှာက1 by 1တက်တဲ့1 by 1 join လိုက်တာပေါ့နော်1 by 1 join တာတော့ဒီကိုယ့်ရဲ့အတန်းချိန်တွေကအလုံးနဲ့အဆင်မပြေဘူးဖြစ်တော့လေဒီနူလန်မှာကျတော့ဒီကိုကြိုက်တဲ့အချိန်ပေါ့ရွေးလို့ရလို့တက်ဖြစ်တာပါရှင်ဒီမှာတက်ဖို့ကြောင်းလိုက်ရှာတော့ပေါ့နော် review တွေလိုက်ကြည့်ပြီးတော့ Nolan အမကလည်းလိုက်စုံစမ်းပြီးတော့ Nolan အဆင်ပြေတယ်ဆိုတော့အဲ့ဒါရွေးချယ်ဖြစ်သွားတာစာတင်တာနဲ့ပတ်သက်ပြီးတော့ကိုနှစ်သိရတဲ့အချက်လေးပဲပြပြပေးပါနော်ပထမဆုံးအနေနဲ့ဒီ grammar နဲ့ဘုံဘိုးပေါ့နော်ဘုံဘိုးနဲ့ပတ်သက်ပြောမယ်ဆိုရင်အမှဘုံဘိုးတင်တဲ့အခါမှာnote ဒီဆက်စီရဲ့ကိုပိုင် note ဒီနဲ့တင်တဲ့အခါမှာလည်းပို့ပြီးတော့နားလေရလို့ရပေါ့နောက်တစ်ခုဂေါ်ကြီးတင်တဲ့အခါမှာလည်းဥပမာစာကြောင်းနေနဲ့ပြောတဲ့အတွက်ကြောင့်မို့ကိုပြန်ပြီးတော့ကြက်တဲ့အခါမှာအရင် try ရမလို့တော့ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီတင်ပြီးတဲ့အခါတိုင်းပေါ့ဒီသင်ခန်းစာတစ်ခုပြီးတိုင်းတစ်ခုပေါ့test တွေလုပ်ပြီးရတဲ့အတွက်လည်းစာလုပ်ဖြစ်တယ်ပေါ့ဟုတ်1 by 1 class ဆိုတော့ပိုဆင်ပြေတယ်ပေါ့နော်တယောက်တည်းဆိုတော့လေပိုပြီးထိရောက်တယ်လို့ထင်